ကဘာငြိမ်းချမ်းရေးကြီးကိုလိုချင်တယ်ဆိုရင်မြတ်စွာဘုရားလမ်းစဉ်မှာတပါတခြားနည်းလိုက်เสียမရှိဘူးလက်နဲ့ကြီးတွေတကားကင်ထားပြီးငြိမ်းချမ်းရေးစကားဆိုးနေတာဟာအလွန်ကိုရဲဝဲရကောင်းတယ်ပေါ့မြတ်စွာဘုရားရဲ့တရားဓမ္မအဆုံးအမနဲ့ကြည့်မယ်ဆိုရင်6လုံးမြူခါထိုးပြီးငြိမ်းချမ်းရေးစကားပြောနေလို့ဘယ်တော့မှရမှာမဟုတ်ဘူးမငြိမ်းချမ်းတဲ့အလုပ်တွေလုပ်နေကြရင်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးဆိုအလွန်ထင်ရှားပဲပေါ့နော်အလုံးဟာတယောက်နဲ့တယောက်အနံ့ရခြင်းနေတယ်ဆိုရင်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးကဘာကြီးဟာငြိမ်းချမ်းရေးမရနိုင်ဘူးယဟန်သံဃာတွေကိုတည်ပြီးဆုံးမတဲ့အခါမှာအဟန္တာဂောဝသင်္ဃာမေသဗ္ဗတောပဋိတံတရံစစ်ပွဲကိုဆင်နွှဲတဲ့ဆင်ကြီးဟာရန်သူတွေပြစ်လိုက်တဲ့မြားတံနေလှန်ချက်တွေမြားချက်တွေဓာတရာတွေအဲ့ဒါတွေကိုအမှုမထားပဲနဲ့ရှေ့ကိုအတင်းတက်ပြီးတော့ရန်သူကိုချေမုန်းတာလုပ်တယ်လို့မြားတံတွေကိုသီးမခံနိုင်လို့နောက်ဆုတ်တာမလုပ်ဘဲနဲ့ရှေ့တိုးပြီးကိုလုံးတင်တာလှုပ်သွားတာမျိုးလိုပဲငါဟာအများစုရဲ့စော်ကားတဲ့စကားတွေကိုငါသိခံမယ်အဟန္တာဂောဝသင်္ကာမေသဗ္ဗတောပဋိတံတရပြစ်လိုက်လို့ခန္ဓာကိုယ်ပေါ်ကျလာတဲ့မြားတံတွေကိုဆင်မြောင်ကြီးဟာသိခံတယ်လို့ငါဟာလည်းပဲသိခံမယ်လူတွေစော်ကားမော်ကားပြောတဲ့စကားတွေမှန်သမျှအကုန်လုံးသိခံမယ်သိခံနေဆိုတဲ့အဓိပ္ပာယ်ဟာဘာတွေပဲလှုပ်အပြုံးမပြတ်နေတာကိုသိခံတယ်လို့ခေါ်စိတ်ဆွမ်းအားတစ်မျိုးပဲသိခံမှုဆိုဆဲနေတာကိုပြုံးနေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲဆဲတာကိုအတိမတ်ပြုတ်လိုက်ရင်ပြုံးလို့မရတော့အတိမတ်မပြုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရင်ထဲမှာအဆဲတွေရောက်မလားအဲ့ဒါလို့မြတ်စွာဘုရားကဘာဖြစ်လို့စော်ကားတဲ့စကားတွေကိုသိခံမဲ့လို့ပြောတယ်လဲဆိုရင်ဒုတိလောဟိဘောဇနောတဲ့လောကမှာလူအများစုဟာကိုယ်ချင်းတရားပြပြသူတွေဖြစ်တယ်ဒါကြောင့်မို့သူတို့နဲ့တုဖက်ပြီးတော့ရမဖြစ်ဘူးလို့ဒီလိုအဓိပ္ပာယ်မျိုးရတယ်နော်သိခံ